အားလုံးပဲမင်္ဂလာပါ Modern Damage Audio ပုံမှာပြန်လည်ကြည့်လို့ရပါတယ်ဒီနေ့မှာတော့ဆရာခက်စောရေးသားထားတဲ့ Bicycle ပြမတခင်ဆိုတဲ့ဇလန်တိုလေးကိုတင်ဆက်ပေးကြပါမယ်ဇလန်လေးမစတဲ့ပြီးကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးဗီဒီယိုတစ်တရန်သိရအောင်လို့ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာBicycle ပြမတခင်1989ခုနှစ်ပဇွန်တော်နွားတက်ယုံတွင်တပ်ဖြတ်ရန်အတွက်ဖမ်းဆီးလာသောကြွယ်ကြီးတစ်ကောင်သည်ရုတ်တရက်လွတ်ထွက်သွားပြီးတာတက်ယုံဝန်ထမ်းတအူကဂျိုးဖြစ်အသေးခတ်ပစ်လိုက်တယ်။တေရင်းမှလွတ်လာသောထိုကြွယ်ရိုင်းကြီးသည်မြင်သမျှလူများအားလိုက်လံဝတ်ခံ၍မင်္ဂလာတောင်ညွန့်မြို့နယ်တွင်သို့ဝင်ရောက်လာတယ်။မင်္ဂလာတောင်ညွန့်ရဲစခန်းမှရန်ကုန်တရိတ်ဆန်ဦးရင်သို့ဖုံးဆက်လာတယ်။ဦးဆက်မြင့်ဆိုသူကိုစခန်းသို့ချက်ချင်းလွတ်ပေးလိုက်ရန်အဆိုပါဦးဆက်မြင့်သည်စခန်းသို့ရောက်သည့်နှင့်စခန်းမှရာရှိများကရတမ303ရန်ဖက်ကိုထုတ်ပေးတယ်။ထို့နောက်အထက်မိတ်ရကျွဲရိုင်းကြီးကိုအသေးပစ်ခတ်ရမည်ဆိုကကျွဲရိုင်းကြီးတောင်းကျမ်းနေရသို့ခေါ်သွားတော့၏။မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ကျွဲရိုင်းကြီးကမြင်သမျှပယန်းနေတယ်။ထောင်ချီသောလူကြီးကလည်းခဝေးမှအောင်လျက်ဝိုင်းကြည့်နေတယ်။ကျွဲရိုင်းကြီးတောင်းကျမ်းနေသည့်အနီးသို့ရန်ဖက်တနက်ကင်ထားသောအင်္ဂလိပ်ကြီးတယောက်ဝင်လာသည်ကိုတွေ့တော့သူတို့ဝိုင်းအော်တာကြတယ်။တချို့ကလည်းအင်္ဂလန်ကမိုးဆိုးကြီးလာပြီးဆိုပြီးပြောကြတယ်။တချို့ကတော့တရိတ်ဆန်ဦးရင်မှစေးဝင်တန်းကိုဆန်မစ်ဆိုတာကိုသိကြတယ်။ကျွဲကြီးနဲ့ဂိုင်းနေရအကော်ဝင်နေသူနေရာယူလိုက်တယ်။မဲမဲမီရလိုက်ခတ်နေသည့်ကျွဲကသူ့ရှိရသို့တခုံတို့ပြေးလာတယ်။ကလစ်နဲ့မောင်းကိုတင်တယ်။ခလုတ်ကိုညှစ်တယ်။တနတ်အတူကျွဲကြီးရာဘက်မျက်လုံးပွတ်ထွက်သွားပြီးလဲကျသွားတယ်။လူကြီးကလက်ခုပ်ဝိုင်းတီးကြတယ်။ရိုင်ဖယ်တနက်ကင်ထားတဲ့မျိုးလေကောင်မှမိုးဆိုးကြီးခမထိုအခါမှတပ်ပြင်းချနိုင်တော့တယ်မျိုးလေကောင်នេះကျွဲကြီးကိုရန်ဖက်တနက်ပြနှိမ်နှင်းခဲ့သည်မှာရုပ်ရှင်ဇောင်းဝင်ကမဟုတ်ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သည့်တဲထိတ်ရေပေါ်အဖြစ်ပြတစ်ခုသာဖြစ်သည်ထိုမိုးဆိုးကြီးမှာမိသူနီးထို့သို့ရုပ်ရှင်ဆန်သောစွန်သားကမ်းများကိုပြင်ပပေါ်ရတယ်အမှန်တကယ်ဖြတ်တန်းခဲ့ရသည့်ရန်ကုန်တရိတ်ဆန်ဦးရင်မှတရိတ်ဆန်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူဦးဆက်မြင့်သည်နောက်တစ်ချိန်တွင်မြမရုပ်ရှင်လောက၏အင်္ဂလိပ်ရာရှိခန်းများကိုတရုတ်ဆောင်ရသူတခင်ကြီးဖြစ်လာလေသည်ငယ်စဉ်ဘဝကမြမတော်လှန်ရေးစကားများကြည်ဘူးသူတိုင်းသူ့ကိုအမှတ်ရကြလိမ့်မယ်။မကြာသေးမီနှစ်ကာလများကလည်းသူ့အကြောင်းကိုဂျာနယ်များရုပ်သံမီဒီယာများတွေတွေ့မြင်ခဲ့ကြရတယ်။မောင်မင်းလူကလေးဆိုသည့်ဘီလက်တန်ဝဝဲမြန်မာစကားတန်သည်သူ့အမှတ်တစိဖြစ်ခဲ့သည်။တာမန်ရုပ်ရှင်သရုပ်ဆောင်တဦးဟုသာလူအများကတည်ထားကြသောအသက်88နှစ်အရွယ်တခင်ကြီးခေါ်အဘဦးဆက်မြင့်၏ပြင်ပဘဝဖြစ်တတ်မှုများကရုပ်ရှင်ဇာတ်ဝင်ကများတက်ပုံမိုစိတ်လှရှားပွဲကောင်းလာသည်ကိုတော့လူသည်လဲလွန်းလာတယ်သူဖြတ်တန်းခဲ့သောဘဝသည်စွန်စားကမ်းများနှင့်ပြည့်နှက်နေခဲ့ပါသည်ဦးဆက်မြင့်ကိုစစ်ကြိုကေ1932ခုနှစ်ပြည်မြို့တွင်မွေးဖွားခဲ့သည်ဖခင်ဖြစ်သူမှာပထမကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံတွင်တာဝန်ကျသည့်ဥရောပစစ်သားတအုပ်ဖြစ်ပြီးမိခင်ဖြစ်သူမှာမြန်မာလူမျိုးတအုပ်ဖြစ်သည်မောင်ဆက်မြင့်အသက်6နှစ်သားအရွယ်ဒုတိယကမ္ဘာစစ်မဖြစ်မီတွင်ပင်ဖခင်ဖြစ်သူဆုံးမသွားခဲ့သည်မောင်စမစ်တို့မောင်နှမ6ဦးမှာမိခင်ကြီးနဲ့အတူရုံးငတ်လှူရှားရင်ကျောင်းနေခွင့်မရခဲ့ပြီအသက်12နှစ်လောက်ရောက်တော့ကျွန်တော်ကျောင်းရမ်းနေကြလာတယ်အဲ့ဒါနဲ့အင်္ဂလိပ်မြန်မာအလွတ်သင်တန်းကျောင်းတစ်ခုကိုသွားပြီးကျောင်းဆရာကြီးကိုသွားတောင်းပန်ပြီးပြောတယ်ဆရာကြီးကကျောင်းလာကလို့ကျောင်းထားပေးထားတယ်ကျွန်တော်ကနောက်မှသင်ရပြီမဲ့တခြားသင်တော့အတန်းတွေကြော်တက်ခွင့်ရတယ်4နှစ်လောက်အတွင်းမှာကို9တန်းအောင်ခဲ့တယ်ဟုဦးစံမြင့်ကဆိုသည်ထိုခေတ်က9တန်းအောင်လင်ရုံးဦးစီကြီးကျောင်းဆရာစသည့်အလုပ်ရနိုင်ခဲ့သည်အသက်18နှစ်အရွယ်တွင်ဦးဆက်မြင့်သည်ဗမာတမတော်အမြောက်တရင်သို့ဝင်ခဲ့သည်တမရာဒီဥပါဟုလက်ထက်1952ခုနှစ်မှာကျွန်တော်ယူဂိုစလာဗီးယားနိုင်ငံကိုပညာတော်သင်သွားရတယ်ခွန်ချောင်းမမအမြောက်နဲ့ပတ်သက်ပြီးပြစ်ခတ်ရေးပြည်ရေးတွေကို6လသင်ခဲ့ရတယ်ဟုဦးဆက်မြင့်ကပြောပြသည်1954ခုနှစ်တွင်ပါကစ္စတန်နိုင်ငံဆယ်ကူဒါမြို့သို့ထပ်မံပညာတော်သင်ဆေလွတ်ချင်းခံရပြီးတရိတ်ဆန်ဆိုင်ရာဆေးပညာကိုသင်ယူခဲ့ရတယ်။ခွန်ချောင်းမမအမြောက်များမှာမြင်းများဖြင့်တည်ယူရသည့်ဖြစ်သဖြင့်ဦးဆက်မြင့်သည်မြင်းများနှင့်ပတ်သက်သည့်ပညာရည်များမီစီကြီးများမြင်းတို့၏ကျမ်းမာရေးသက်ဆိုင်ရာတို့ဟာတပါးတည်းကျွမ်းကျင်အောင်သင်ယူခဲ့ရတယ်။အဲဒီကပြန်ရောက်တာနဲ့တရုတ်ပြည်စစ်စင်ရေးမှာဝင်တိုက်ရတော့တာပဲ။ရန်ကြီးအောင်စစ်စင်ရေးဘင်းအောင်စစ်စင်ရေးလွိုင်တော်စကန်စစ်စင်ရေးဘင်းအောင်စစ်စင်ရေးအောင်မေဂစစ်စင်ရေးတွေမှာအမြောက်တဲ့နဲ့အတူဝင်တိုက်ခဲ့ရတယ်။အဲဒီတော့ကျွန်တော်တို့အခြားစင်တွေကဒုတိယဗိုလ်ကြီးတင်ဦးယခုဦးတင်ဦးအန်နန်ဒီသူ့ကိုအရန်လေးသားကြတဲ့အချိန်သူကကျွန်တော်တို့အောက်ခြေရဲဘော်တွေဘက်ကအမြဲရက်တည်တယ်
ကျွန်တော်တို့ကိုတစ်ထဲမှာမနှက်ဆိုလက်ဖက်ရည်အမေတိုက်ရကနေဆံပြပေါင်းတိုက်ပါဆိုတဲ့အမိန့်ကိုဘိုးတင်ဦးကကျွန်တော်တို့ငယ်သားရဲ့ဘက်ကရက်တီပြီးတိုက်ဖြတ်ခဲ့တာအဲ့ဒီတော့ကသူကစစ်မြေပြင်တက်မှုဆိုတော့သူ့လောက်မှာတိုက်ရတာမို့ကျွန်တော်တို့အရန်တက်ကြကြတာဟုတ်ဦးဆက်မြစ်ကဂုံဝင်ကြောစာပြောပြသည်1960တွင်အရာရှိလောင်းရေးရွှဲသည့်အထက်ပါခဲ့တော်လဲဦးဆက်မြစ်မှာနိုင်ငံခြားသွေးပါနေသည့်အတွက်အရာရှိဖြစ်ခွင့်မရခဲ့ချေအောင်ပန်းအမြောက်တက်မှာရှိနေတော့ကမင်းသားတင်ညွန့်တို့ရှေပါတို့တင်းလဲတို့ကအောင်ပန်းမှာရွှေရှင်လာရကြတယ်သူတို့ကကျွန်တော်တို့မြင်းတက်ကနေမြင်းတွေငှားရတော့ကျွန်တော်ကလိုက်ကူညီပေးရတယ်ကျွန်တော်ကမြင်းစည်းကျွမ်းကျင်တော့မင်းသမီးရှေ့မှာမြင်းကိုမတ်တက်စီဘေးဆောင်စီပုံစံမျိုးမျိုးစီးပြတော့သူတို့ကသဘောကျတယ်အဲ့ဒီလိုနဲ့ရွှေရှင်လောကကလူတွေနဲ့ယဉ်နီးခဲ့ရတယ်ဟုတ်ဦးဆက်မြစ်ကဆိုသည်1962ခုနှစ်တွင်တက်မှထွက်ပြီးနောက်ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင်တိရစ္ဆာန်ဆေးကုဆရာအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်တိရစ္ဆာန်ဥယျာဉ်တွင်တာဝန်ထမ်းဆောင်စဉ်ဦးဆက်မြစ်ကိုတစ်ထောက်လို့ရေးမှခေါ်ယူပြီးပဲခူးရွမှတွင်စင်ဖန်းသည့်လုပ်ငန်းကိုတာဝန်ယူဦးစီးလုပ်ကိုင်စေပြန်သည်တရက်မှာတက်လုပ်ငန်းကစင်ကောင်မှုံယူပြီးစင်ဦးစီးကိုအစွဲနဲ့ထိုးတက်တယ်ပြီးတော့တော်ထဲဝင်သွားတယ်တက်တင်ကားတွေတော်ရဲလာရင်ကားတစ်စီးလုံးလဲအောင်ထိုးချပစ်တယ်အဲ့ဒီကောင်ကြီးကိုပြစ်ဖမ်းမှုကြတော့လဲကျွန်တော်ပဲဥဆောင်ရတာပါပဲတကယ်ကိုတက်ဆွတ်ဆံပြပြဖမ်းရတာပါဟုတ်ဦးဆက်မြစ်ကဆိုသည်ဦးဆက်မြစ်သည်ထိုကဲ့သို့သောစင်သုံးကောင်အထိဖမ်းပေးခဲ့ရသည်တိရစ္ဆာန်ဥယျာဉ်သို့ပြန်ရောက်သည့်အခါတွင်လည်းမျိုးလဲကောင်တွေကြွယ်ရန်ကိုပြစ်ဖမ်းပေးရခြင်းမေးစေးပေးထားသောခြေသိမ်းများကြားများကိုလှောင်ရင်ထဲဝင်ကမေးစေးပြည်စီပြန်ထိုးပေးရခြင်းစသည့်တက်ဆွတ်ဆံပြအလုပ်များသာလောက်ကင်ပြီးပျော်မွေးခဲ့ရတယ်ထူးထူးခြားခြားအာဇာနည်နေ့ဘုံကွဲမှုမှာကိုရီးယားကဖောက်ခွဲရေးသမားကိုလိုက်ဖမ်းတော့ဦးနေဝင်းကနေမေးစေးနဲ့ပြစ်ဖမ်းမှုအမိန့်ပေးတယ်အဲ့ဒါနဲ့ကျွန်တော်ကိုမေးစေးသက်နဲ့ကင်ပြီးလိုက်ခဲ့မှုခေါ်တယ်ဟယ်ရီကော်ပရာနဲ့ခေါ်သွားတာဒါပေမဲ့ကျွန်တော်ရောက်တဲ့ချိန်မြေပြင်လုံခြုံရေးတွေကလုံထွေးဖမ်းလို့ဟိုကအတင်ကန်ဘုံကွဲလိုက်တာတရက်သူကတင်နေပြီအဲ့ဒီကင်မင်ချူလဲလက်ပြတ်သွားတယ်ဦးဆံမြစ်သည်တမိုင်းလူတီနဲ့သည့်မှန်ကူကွက်များတွင်လဲတစိမ့်တစီသားကပါဝင်သည့်တက်ရှိမှန်တန်ကြီးပြီးဖြစ်နေပြန်သည်တရိတ်ဆန်ယုံတွင်တောင်ဝမ်ဆန်းဆောင်နေစဉ်ကာလအတွင်းရခိုင်ကခင်မင်ခဲ့သည့်ရုပ်ရှင်လောကသားများနှင့်ချိတ်ဆက်မိကသူအားရုပ်ရှင်စကားများနှင့်ပါဝင်ရန်ကမ်းလှမ်းခဲ့ကြသည်ငကူကပင်ဝါဒနာပါလာသောဦးဆက်မြစ်ကရုပ်ရှင်စကားများတွင်အင်္ဂလိပ်အရာရှိဖြင့်ပါဝင်ရိုက်ကူးခဲ့သည်ကျွန်တော်ကအင်္ဂလိပ်ရောဟင်ဒီရောဘာသာစကားနှမျိုးတတ်တယ်ဒါပေမဲ့သရုပ်ဆောင်တဲ့အခါကျဗမာစကားကိုအင်္ဂလိပ်ဒေသပေါအောင်ပြောတတ်ဘူးအဲ့ဒါနဲ့စနီမစကားမှာဒေါ်ဝါဝင်းရှေကမောင်မင်းလူကလေးဆိုတဲ့ဒိုင်ယာလောက်ကိုသင်ပေးတယ်အရင်ခေတ်အရာရှိတွေစကားပြောပုံပြောနည်းကိုသူကကောင်းကောင်းသိတယ်အဲ့ဒါနဲ့ကျွန်တော်ကမောင်မင်းလူကလေးဆိုတာကိုကျွမ်းကျွမ်းကျင်ကျင်သရုပ်ဆောင်နိုင်သွားတာဟုတ်ဦးဆက်မြစ်ကဆိုသည်ဦးဆက်မြစ်သည်တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းဘဝနဲ့သရုပ်ဆောင်ဘဝတွင်နှစ်ပေါင်း40ကျော်ကြာကျင်လည်ခဲ့တယ်နဝတအစိုးရခေတ်တွင်တရုတ်နိုင်ငံသို့တွားရောက်ကစက်ဂျိုနုဆေးဘော်နီကိုတင်ယူခဲ့ရပြီးထိုစီမံကိန်းတွေလည်းပါဝင်ခဲ့ရတယ်စက်များနဲ့ပတ်သက်ပြီးကျွမ်းကျင်သူတယောက်လည်းဖြစ်ခဲ့တယ်တရုတ်ဆောင်တယောက်အဖြစ်ရုပ်ရှင်စကားများစွာကိုရက်ခဲ့တော်လဲဦးဆက်မြစ်ဖြတ်တန်းခဲ့ရသည့်ဘဝဖြတ်တန်းမှုများမှာထိုရုပ်ရှင်များတဲ့ပုံမူရုပ်ရှင်စံသည်တရုတ်ဖြူစစ်စင်ရေးတွင်ပါဝင်ခဲ့သူစစ်သားကြီးနိုင်ငံတကာအဆင့်မီမြင်းစည်းကျွမ်းကျင်သူတရိတ်ဆန်စေကုတာ၏ပညာရှင်မြို့ပြမုတ်ဆိုးစင်ဖန်သမားစက်ချိုနုစေဝါထုတ်လုပ်သူပညာရှင်အင်္ဂလိပ်ခေတ်ဂျပန်ခေတ်ပါလီမန်ခေတ်မဆာလာခေတ်နဝတခေတ်ဒီမိုကရေစီခေတ်ခေတ်6ခေတ်ကိုဖျက်ဆီးခဲ့ပြီးတရှိသမိုင်းစာအုပ်ကြီးဖြစ်နေသည့်ဦးဆက်မြစ်ဘဝဖျက်ဆီးမှုစွမ်းသားကမ်းများသည့်ရုပ်ရှင်တကားနီးပါးစာပင်ရှိနေသည်ရုပ်ရှင်တွေကအင်္ဂလိပ်ရာရှိကြီးလို့လူများကမြင်ကြတဲ့လူတယောက်ရဲ့ပြည်များဘဝမှာထူးခြားတဲ့အတွေ့အကြုံအများကြီးပဲအခုချိန်မှာကျွန်တော်ကအဲ့ဒါတွေပြောပြချင်နေခဲ့တာကျွန်တော်ဘဝကမှတကယ်ရုပ်ရှင်စံတန်ဖြတ်သန်းခဲ့ရတာအသက်89နှစ်အရွယ်အဖိုးအိုသည်သူတဘဝသာအမတ်တရများကိုထို့နဲ့ကျင်းနဲ့အားရသောပြောပြရင်ရည်နေသည်ထို့နောက်သူကြွမခံမီစကားရိုက်စင်ကတောင်းသည့်ပါတော်မူဇောင်းဝင်တေးချင်းကိုထန်ကရိုင်းကြကြဖြင့်ဆိုပြလိုက်သေးသည်ဘိုင်စကုပ်ပြမအခင်းကြီးကမြမဂီတအစိုးပညာတွေလည်းခေပြီးတော့မဟုတ်